အားလုံးပဲမင်္ဂလာပါခင်ဗျာဒရာဆန်တူရီ channel မှာနေ၍ယခုတစ်ပတ်1ရက်6လ2026တင်းလာနေ့မှာနေ9ရက်6လ2026တောက်ကြနေ့အတွင်းမှာရာနှုန်းပြည့် 100% တေချာပေါက်ထွက်ပေးမဲ့ break တစ်စုံနဲ့ရာနှုန်းပြည့်တေချာပေါက်ထွက်ပေးမဲ့လေးလုံးခွေတစ်ခွေကိုမေတ္တာရှိထားပြီးတော့တင်ပြပေးလိုက်ပါတယ် channel ကို subscribe မလုပ်ရသေးတဲ့သူများက channel ကိုတွေ့မြင်လို့ရှိရင်ဗီဒီယိုအသစ်တင်တိုင်းမှာ channel ကိုတွေ့မြင်နိုင်အောင်လို့ channel ကို subscribe လုပ်ထားပေးကြဖို့လေးနဲ့မေတ္တာရက်ခံပါတယ်ဒရာဆန်တူရီ channel မှာယခုတစ်ပတ်မှာအနီးကပ်3ရက်မွေးကနန်း6ခွက်ကိုဒရာဆန်တူရီရဲ့ channel ရဲ့ post မှာတင်ထားပေးတဲ့အတွက်ကြောင့်မလို့ channel ကို subscribe လုပ်ပြီးတော့ဒရာဆန်တူရီ channel ရဲ့ခေါင်းစဉ်အောက်က post မှာယခုတစ်ပတ်ဗုဒ္ဓဦးမကျော်အထူးမွေးကနန်း6ခွက်ကိုတွားရောက်၍ကြည့်ရှုနိုင်ပါတယ်ယခုတစ်ပတ်အတွက် 100% ထွက်ပေးမဲ့ break ကတော့38 break ဖြစ်ပါတယ်ယခုတစ်ပတ်အတွက် 100% ထွက်ပေးမဲ့အခွေကတော့6.89အခွေပဲဖြစ်ပါတယ်ဒရာဆန်တူရီရဲ့3ရက်အတွင်းမှာအနည်းဆုံးတစ်ခွက်တေချာပေါက်ထွက်ပေးနေတဲ့အထူးမွေးကနန်း6ခွက်ကိုရယူလိုပါကယခုဖော်ပြထားတဲ့ဒရာဆန်တူရီရဲ့ Viber နံပါတ်တို့ဖြစ်စေဖုန်းနံပါတ်တို့လူကိုယ်တိုင်ဖြစ်စေဆက်သွယ်ပြီးတော့ရယူနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုလည်းသတင်းကောင်းပါလိုက်ပါတယ်ဒရာဆန်တူရီရဲ့ 100% မွေးကနန်း6ခွက်ဖြင့်3ရက်မှာတစ်ချိန်ကံကောင်းခြင်းတွေကိုအမြဲတမ်းရယူပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းများတောင်းပေးရင်းနဲ့နှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးသောချစ်မိတ်ဆွေပေါင်းတို့ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ